ရဲ့ဆိုရင်ပထမဆောင်ခန်းကြီးတဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဟာနာအကြောင်းတွေ့ရပါတော့ဟာနာကဘယ်လိုတာမဖွားတယ်ဆိုတော့တားလို့ကျင်လို့ဘုရားရဲ့မျက်မှောက်တော်ထဲမှာသူတွေရဲ့အထင်မှားခြင်းအမြင်မှားခြင်းခံရလောက်တဲ့သူစုတောင်းတယ်။ဒါပေမဲ့သူစုတောင်းတဲ့အခါမှာချစ်ချင်းရတာဆိုရင်မရဘူး။ဒါပေမဲ့သူဒီချစ်ချင်းမရတဲ့ချိန်သူစောင့်နေရတဲ့ကာလတွေမှာလည်းသူသစ္စာရှိစွာပဲဘုရားရဲ့မျက်မှောက်တော်ထဲမှာမျက်ရည်များစွာနဲ့သူငိုကြွေးတယ်စုတောင်းတယ်။နောက်ဆုံးမှပြောကြည့်မယ်ဆိုရင် process EV ကိုယ်တိုင်ကသူ့ကိုစပီးရည်ရစ်မှုတဲ့ထင်ရလောက်တဲ့အထိသူအတန်မထွက်လောက်တဲ့အထိသူရဲ့သူစုတောင်းခဲ့တယ်ပေါ့နော်မျက်မှောက်တော်ထဲမှာကြည်ကွဲတဲ့နှလုံးသားနဲ့ညနေမြောင်များစွာကြာပြီးသူစုတောင်းတယ်ဒါပေမဲ့EV ကိုယ်တိုင်သူ့ဒီလိုထင်နေဆိုရင်သူကျွန်တော်လူအနေနဲ့ကြည့်ရဆိုရင်သူ့နေရာမှာသာဆိုရင်ပေါ့နော်ကျွန်တော်စဉ်းစားမိတယ်ကိုယ်စပီးရည်ရစ်မှုတဲ့ထင်တဲ့အရာကိုကျွန်တော်ဆိုရင်အဲ့လိုပြောခိုင်းရတယ်ကျွန်တော်အနေနဲ့ဆိုရင်ရှက်မိပါပဲအဲ့လိုကျွန်တော်လည်းလက်လျှော့မိပါပဲဒါပေမဲ့ဟာနာရဲ့တက်တော်ကျိုးဆိုသူလက်လျှော့လားဆိုရင်လက်မလျှော့သူအစီမပြတ်ဖရားရဲ့မျက်မှောက်တော်ထဲမှာသူစုတောင်းနေသွားလာတယ်ဆိုတော့အချိန်ကာလတစ်ခုကြာလာတဲ့အခါမှာဖရားကသူ့ကိုရှမွေနာဆိုရင်ဒါကြောင့်ပေးတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းဒီနေ့ဒီတက်တာမှာကျွန်တော်ရဲ့စုတောင်းခြင်းတွေအခုမရသေးရင်လည်းဖရားကတာရီကောင်းနေရတယ်ပြင်ဆင်ပေးထားတဲ့အရာပြင်ဆင်ပေးထားလို့ဆိုတာနားလည်ဖို့လိုတယ်အချိန်တစ်ခုစောင့်ဆိုင်တဲ့အချိန်တွေမှာလည်းကိုယ့်ရဲ့စုတောင်းချက်ကိုလက်မလျှော့ပဲနဲ့ရဲရဲဝံ့ဝံ့ရွေးရှိစွာပြီးစုတောင်းဖို့လိုပဲပေါ့နော်ဆိုတော့ဦးကျမနေနဲ့ခေါ်ပေးခြင်း